ကျွန်တော်ဒီနေ့ cardinality theory တွေက infinity အကြောင်းဆွေးနွေးနေတာညီကုန်းချုပ်ပါတော့မယ်အဲ့တော့ကျွန်တော်သင်ဘူးသမျှဆွေးနွေးချက်တွေထဲမှာအခက်ဆုံးအရှိဆုံးပြီးတော့အပင်ပန်းဆုံးပါနော်အဲ့တော့ကျွန်တော်ကိုလည်းပြောကြပါတယ်ခက်လို့မလိုက်နိုင်ဘူးပါညာဆိုတော့ဖြစ်နိုင်ပါတယ်သို့တော်လည်းပဲကျွန်တော်အမြင်ကတကယ်တော့ခက်တော်လည်းပဲနားမလည်နိုင်လောက်အောင်မခက်ဘူးဆိုပြီးကျွန်တော်ကအဲ့ဒီ infinity အကြောင်းသိထိတိုက်တာလူတွေသိစေချင်တယ်ဗျာဘာဖြစ်လို့လဲဆိုတော့အစင်းမြင့်တင်ချာရဲ့အငွေ့အသက်ကလေးသိသွားအောင်ပါနော်အဲ့တော့နှုတ်ဆက်ရင်းနဲ့ကျွန်တော်အဲ့ဒီ theory ကိုထွင်ခဲ့တဲ့George Cantor ကိုလေးစားလုံးလို့နော်သူ့ကိုကဝါရပြုပါတယ်အဲ့တော့သူကလွန်ခဲ့တဲ့နှစ်100ကျော်1918ကျမှဆုံးသွားတာပါဒါပေမဲ့ဝမ်းနေတရားကောင်းတာကသူကအယူထောင်စိတ်သက်သာဆေးရုံမှာသူဆုံးသွားတယ်ဗျာကျွန်တော်အဲ့လိုပြောတော့တချို့တွေကတော်လို့အရေးပဲကောက်မယ်သင်္ချာမှာအစိတ်အတောက်ဒီပါတဲ့အတွက်ကြောင့်အယူထောင်ရောက်ပါတယ်ဘာညာပေါ့လေအဲ့တော့မဟုတ်ပါဘူးသူ့အကြောင်းနဲ့သူရှိပါလိမ့်မယ်အဲ့တော့အယူထောင်ရောက်တဲ့အကြောင်းကများသောအားဖြင့်လူတွေကသူ့ရဲ့ဘဝဇာကြောင်သုံးမဟုတ်လဲလောဘဒေါသမောဟပါတဲ့အတွေ့အကြုံတွေအတွေ့အခေါ်တွေကြောင့်ပါကျွန်တော်အဲ့ဒါသက်သေပြနေပါတယ်ဘာဖြစ်လို့ဆိုကျွန်တော်ဆရာသင်္ချာဆရာတွေအားလုံးနှိပါဟာအသက်80ကျော်အနည်းဆုံးနေရတယ်80ကျော်90ကျော်အထိနေရတဲ့ဆရာတွေရှိတယ်ကျမ်းမာကြတယ်တမနဲ့လူလေးစားတဲ့လူတွေဖြစ်ကြတယ်အသက်ရှည်ကြတယ်နော်ဒါကကျွန်တော်သင်္ချာဆရာတွေကျွန်တော်ဆရာတွေအကယ်၍များအဲ့တော့လွယ်အတိတ်ပဲကောက်မယ်ဆိုရင်ကျွန်တော်ကျောင်းသားဘုရားပင်းရဆောင်မှာနေတော့ဆိုစမွေးပွဲရာသီရောက်လာပြီဆိုကျောင်းသားတွေအမြဲတမ်းမဟုတ်တဲ့တဲ့နေထွက်လာတဲ့ကျောင်းသားတွေကြားထဲမှာဗာလဲဆိုရင်စိတ်တွေဖောက်ပြီးတော့ဥပမာထအော်တဲ့လူတွေခေါင်းကိုနိုင်ရနဲ့ဆောင်းတဲ့လူတွေကိုကတ်ကြီးနဲ့ကိုလက်ကောက်ဝက်ကိုဖြတ်နေတဲ့စူဆိုက်သမားတွေအမြဲတမ်းပေါ်လာတယ်စမွေးပွဲရာသီရောက်ရင်ဆိုတော့အဲ့ဒါလို့ဖြစ်ရင်လူတွေကပြောကြတယ်ဟာသင်္ချာအဲ့လိုအပြစ်တင်ကြတယ်ဆိုအပြစ်မရှိတဲ့သင်္ချာအပြစ်ဖြစ်သွားတယ်တကယ်တော့သူတို့ရဲ့လောဘမောဟဇက်ကြောင်းတွေကြောင့်ဖြစ်တာပါအဲ့ဒါလို့လူတွေကများသောအားဖြင့်ပုံမှန်စာဖတ်မဲ့အချိန်တွေမှာများသောပင်တညာလုံးဂီတာလိုက်ခောက်နေတဲ့လူတွေလက်ဖက်ရည်တနေကုန်ထိုင်တဲ့လူတွေအဲ့တို့လူတွေကစမွေးပွဲဖြေကာနီးကြင်ခေါင်းထဲမှာဘာမှမရှိတော့ကြောက်လန့်ပြီးတော့စိတ်တွေဖောက်ကုန်လာပါသင်္ချာနဲ့ဘာမှမဆိုင်ပါဘူးအကယ်၍သင်္ချာမှာစိတ်အတော့ဖြစ်လို့အယူထောင်ရောက်ရမယ်ဆိုရင်ယူတဲ့အရင်ဆုံးယူတဲ့လူကဒီလူပါအဲ့တော့ကျွန်တော်ဟာခေါင်းထဲမှာသင်္ချာတွေအမြဲတမ်းတွေးနေတဲ့လူကျွန်တော်ခေါင်းထဲမှာပြီးတော့ကျွန်တော်အမေကပြောတယ်ကျွန်တော်ငယ်ငယ်တုန်းကချူကြလုံးတို့တရုတ်ဗမာအင်္ဂလိပ်ဆေးပေါင်းစုံနဲ့ကိုကျွန်တော်ကိုအသက်ကယ်ရတာအဲ့ဒါလိုချူကြတဲ့လူဒါပေမဲ့ကျွန်တော်အသက်ရှည်အောင်ကဲတဲ့ပစ္စည်း3ခုရှိတယ်နံပါတ်1ကသင်္ချာပဲကျွန်တော်အမြဲတမ်းခေါင်းထဲမှာသင်္ချာတွေးတယ်တွေးရုံနဲ့မကောအဲ့လိုတွေးရင်ကျွန်တော်စိတ်ထဲမှာပျော်တယ်ကျွန်တော်စိတ်ထဲမှာပျော်ရွှင်မှုအပြည့်ရှိတယ်ပြီးတော့ကျွန်တော်ခလေးချစ်တယ်အဲ့တော့ဖရာတခင်ကကျွန်တော်ကိုမီး6ယောက်ပေးထားတယ်နော်အဲ့တော့ပြီးရင်ကျွန်တော်ကတူရိယာကြိုက်တယ်အဲ့တော့တူရိယာနားထောင်လိုက်တယ်သို့မဟုတ်တီးမှုတ်လိုက်တယ်ဆိုရင်ဒီတခါတည်းကိုနိဗ္ဗာန်ရောက်သွားတာဘာဆိုဘာမှမသိတော့ဘူးအဲ့လောက်ကိုခံစားရတယ်အဲ့တော့သင်္ချာဟာအစိတ်အတော့ရှိတဲ့အတွေးခေါ်မှုပဲနဲ့ကျွန်တော်အမြင်အပြင်ပြောမယ်ဆိုသင်္ချာဟာတကယ်တော့အသက်ကယ်စေပါနော်အဲ့တော့ခုကန်တာအကြောင်းကျွန်တော်တမျိုးပြီးတမျိုးကျွန်တော်သင်လာတာ cardinality အကြောင်းသင်လာတာကျွန်တော်နည်းနည်းလေးပြန်ပြောရရင် cardinality ဆိုတာအစုဝင်အရေးအတွက်အေထဲမှာတင်းနဲ့3လေးအဖွဲ့ဝင်4ခုရှိရင်သူ့ရဲ့အစုဝင်အရေးအတွက် modulus လို့ခေါ်တယ် modulus of A အဲ့ဒါ A ရဲ့ cardinality ပဲ4ပါအဲ့တော့ကျွန်တော်တို့ကကန့်တတ်မဲ့ကိုစဉ်းစားခြင်းတဲ့အတွက်ကြောင့်သဘာဝကိန်းများလက်ချိုးရည်တာ1နဲ့3နေ့ဒါပေမဲ့30မှမရဘူးဆက်ကြီးမကုံအောင်ကြီးအဲ့ဒီသဘာဝကိန်းတွေကိုတော့ကျွန်တော်တို့ကကန့်တတ်မဲ့အရေးအတွက် live not လို့ခေါ်လိုက်တယ်ဒါသဘာဝအစု n ဒါသူ့ရဲ့ cardinality modulus
အဲ့ဒါ alif not လို့ကျွန်တော်တို့သတ်မှတ်ထားတယ်အဲ့တော့ကျွန်တော်အဲ့ဒီ alif not ကိုတိုင်းဝိုင်းပြီးတော့ကိုကျွန်တော်ရှေ့မှာ discussion လုပ်နေတာပါအဲ့တော့ဒီနေ့ alif not နဲ့ကိုယ်ပြတဲ့ alif 1တခုကျွန်တော်ဖြစ်အောင်နော်အဲ့ဒါလေးရှင်းပြပြီးတော့အဆုံးသတ်မလို့ပါအဲ့တော့ဒီ theory ခတ်မယ်ဆိုတော့ကျွန်တော်သိတယ်ဒါကြောင့်ကျွန်တော်အမျိုးမျိုးလွယ်အောင်ဆိုပြီးတော့လှည့်ပတ်ပြီးတော့ကျွန်တော်ပြောဆုံးနေတယ်ကျွန်တော်ဘဝဇာတ်ကြောင်းနေတောင်ပါသွားတယ်ဗျာနော်အဲ့တော့အဓိကတော့ပေါ့ပါသွားစီကျွန်တော်ပါအဲ့ဒါကိုကျွန်တော်ရည်ရွယ်ချက်မပြောင်းဓာတ်တိုင်3တိုင်နဲ့သင်မယ်လို့ကျွန်တော်ပြောထားတယ်ပထမဓာတ်တိုင်ကတော့ခလေးတွေဘဲရည်တဲ့အခါတစ်ဘဲတစ်ကောင်လက်ညို့ဘဲနှစ်ကောင်လက်ခလေဘဲ3ကောင်အဲ့တော့အဲ့ဒီဘဲနဲ့လက်ကိုအဲ့လိုတစ်ခုချင်းတွဲချင်းတွဲတဲ့ one to one correspondence ပါအဲ့ဒီ one to one correspondence ဟာအဲ့ဒီ cardinality theory ရဲ့အသက်ပါဒီမှာအစုနှစ်စုဂျားထဲမှာတွဲချင်းတွဲတယ်အဲ့ဒီလိုမျိုး one to one correspondence ရှိရင်သူတို့ရဲ့ cardinality တူပဲအဖွဲ့ဝင်အရေးအတွက်တူပဲone to one correspondent မှာနှစ်ချက်ရှောင်ရတယ်ဒီလိုမကြံခဲ့ရဘူးဒီလိုမစုဆုံးပါဘူးအားလုံးတစ်ခုချင်းရှင်းရှင်းလေးဆက်တော်ရတယ်ကန့်တမဲ့ကိုပြောကြည့်ဆိုလို့ရှင်ဒါတဘာဝကေဒါစုံကေတွဲချင်းတွဲတယ်မကြံသေးရဘူးမထပ်စီရဘူးเนาะအဲ့ဒါone to one correspondent ဆိုတော့ကျွန်တော်ပထမဓာတ်တိုင်ကone to one correspondent ပါအဲ့တော့ဒုတိယဓာတ်တိုင်ကြတော့ကျွန်တော်တို့တဘာဝကိန်း n ကို alif not လို့ခေါ်ပြီးတော့အဲ့ဒီ n နဲ့တဘာဝကိန်းနဲ့ဂျားထဲမှာone to one correspondent တိဆောက်နိုင်တဲ့အစုမှန်သမျှဟာ alif not ပဲနော်စုံကိန်းတို့တုတ်တကိန်းတို့နှစ်ထပ်တီကိန်းတို့အဲ့ဒီအစုတွေအကုန်လုံးက alif not ပဲအဲ့ဒီမှာထူးဆန်းတာက rational ကိန်းအပိုင်းကိန်းကလည်း alif not ပဲသူ့ကို cardinality ယူရင်အဲ့ဒီ cardinality က alif not ပဲအဲ့ဒါလေးကထူးဆန်းတာအဲ့ဒါကိုကျွန်တော်ဒုတိယဓာတ်တိုင်လို့ထားတယ်နော်ဘာလို့ဆိုတော့ Russian နဲ့ဆိုတော့ပြစ်သိနေအောင်များပြတယ်ဒါပေမဲ့နောက်ဆုံးတော့သူလည်း alif not ပဲဖြစ်သွားတယ်ဆိုမင်းကွန်းတစ်ခုဖြစ်သွားတယ်ပေါ်လာတယ်ဒါဆို alif not ထက်ပိုကြီးတဲ့ alif 1လို့ဘာလို့ရှိလားရှိပါတယ်ကျွန်တော်အဲ့ဒါလေးပြမလို့ပါကျွန်တော်ရဲ့တတိယဓာတ်တိုင်ယခုဆွေးနွေးမယ်လို့ပြောထားတယ်အဲ့ဒါဟာ alif 1လေးတစ်ခုပေါ်ထုတ်မလို့ပါအဲ့တော့ဒီလိုပါကျွန်တော်ကိန်းစစ်တွေအားလုံးကို0နဲ့1ကြားတဲ့ကကိန်းစစ်မြင်းကြီးတစ်ခုလုံးရှည်လုံးလို့ရှုပ်လုံးလို့0နဲ့1ကြားတဲ့ကကိန်းပြည့်ပဲစဉ်းစားမယ်နော်ကိန်းစစ်ကို real number ကိုစဉ်းစားမယ် real number between 0 and 1အဲ့ဒီကောင်ကြီးကတဘာဝကိန်း n နဲ့1 to 1 correspondent ချလို့မရပါဘူးဆိုတာပြမလို့ဘာလို့1 to 1 correspondent ချလို့ရရင်သူလည်း alif not ဖြစ်သွားမယ်လေချလို့မရရင်တော့သူက alif not ထက်ပိုကြီးသွားပြီအဲ့ဒါကိုကျွန်တော်ပြမှာလို့ဒါကြောင့်0 1ကြားတဲ့ကိန်းစစ်ကဒီမှာတဘာဝကိန်း n နဲ့ကြားထဲမှာ1 to 1 correspondent ချလို့မရပါဘူးဆိုတာပြမယ်အဲ့ဒီမှာ modern math ရဲ့ indirect proof တခုသက်သေပြမယ်တွယ်ဝိုက်သက်သေပြနေဥတီချက်မမေ့ပါနဲ့ဒီ01 interval နဲ့တဘာဝကိန်းနဲ့1 to 1 correspondent မရှိကြောင်းပြမလို့အဲ့ဒီမရှိကြောင်းပြမယ်ဟာကြီးကိုကျွန်တော်က indirect နည်းနဲ့ရှိတယ်ထား1 to 1 correspondent 1နဲ့2နဲ့3နဲ့အဲ့လိုတွဲတဲ့ကိန်း01ကြားတဲ့ကိန်းတွေရှိတယ်ထားရှိတယ်ဆိုရင်ဒါ1 to 1 correspondent ဖြစ်ဖို့အတွက်ဆိုတာဒီမှာမကြံခဲ့ရဘူးเนาะခုနကပဲကျွန်တော်ပြောတာ1 to 1 correspondent ဆိုတော့မကြံရဘူးမထပ်ရဘူးအဲ့ဒါကိုကျွန်တော်ကမဖြစ်နိုင်ဘူးကြံနေရမယ်အဲ့ဒါကိုတတ်သိပြရမလို့အဲ့ဒီမီးကိုကတ်တယ်ရှာပါဗျာညံကောင်းတယ်အဲ့လိုထွင်ထားတာသူပြောတာမရဘူးတဲ့အဲ့ဒီ0နဲ့1ကြားတဲ့ကိန်းတွေကိုအကယ်၍များ1 to 1 correspondent လုပ်ပြီးအဲ့လိုစီထားရင်ဒီတောင်းပြက်ရဲ့နောက်မှာအမြဲတမ်းကိန်းတစ်လုံးပုံနေတယ်ဒီထဲမှာမပါဘူးမပါတဲ့ကိန်းတစ်လုံးအမြဲပုံနေတယ်အဲ့ဒါကိုသူကထောက်ပြရတာသူဘာလို့လုပ်လဲဆိုဒီတောင်းပြက်ကိန်းကြီးယူချလိုက်တောင်းပြက်ဆိုတာပထမတိုင်မှာ3ရှိတယ်ဒုတိယတိုင်မှာ5ရှိတယ်တ
တိယတိုင်းမှာ1ရှိတယ်စတုဒ္ဓတိုင်းမှာ3ရှိတယ်အဲ့ဒီ diagonal အဲ့ဒီ diagonal ကိန်းနေတို့ယူလိုက်တော့3 5 1 3 0 1 3 3 5 1 3 0 1 3အဲ့ဒီကိန်းလေးကိုသူအရင်ယူလိုက်တယ်သူပြောတာအဲ့ဒီနောက်မှာကိန်းတစ်လုံးပုံနေတယ်လို့သူကပြောတာအဲ့ဒါဘယ်လိုကိန်းလဲဆိုရင်သူကကိန်း A တစ်လုံးသူထွင်လိုက်တယ်ဘယ်လိုလုပ်လဲဆိုအဲ့ဒီဒေါင်းပြတ်မှာရှိတဲ့အဲ့ဒီကဏ္ဍတွေကိုတစ်မဟုတ်တာရှင်တစ်ပြောင်းလိုက်တယ်တစ်မဟုတ်ဘူးတစ်ပြောင်းတစ်ဟုတ်ရင်တော့3ညပြောင်းတယ်ဒါဆိုတစ်မဟုတ်ရင်တစ်ပြောင်းတစ်မဟုတ်ရင်တစ်ပြောင်းတစ်ဟုတ်ရင်3ညပြောင်းဆိုလိုချင်တာကအဲ့ဒီဒေါင်းပြတ်ကကိန်းနေနဲ့နေရာတိုင်းလွဲအောင်လုပ်ထားတယ်တစ်မဟုတ်ရင်တစ်ဟုတ်ရင်3ညဆိုလွဲပြီပေါ့ဘယ်ကိန်းမှမတူတော့ဘူးဒါဆိုအဲ့ဒီကိန်းဟာဒေါင်းပြတ်တော့မှပုံနေတယ်လို့ပြောတယ်ဘာဖြစ်လို့လဲဆိုပထမကိန်းနဲ့ရှင်းကြည့်1နဲ့3လွဲနေတယ်ဒုတိယကိန်းနဲ့ရှင်းကြည့်ဒုတိယနေရာမှာ1နဲ့5လွဲနေတယ်တတိယကိန်းနဲ့ရှင်းကြည့်ဒီမှာ3ညဘာလို့လွဲအောင်လုပ်ထားတာ哦လွဲအောင်တောက်လျှောက်ယူထားတော့အဲ့ဒီကိန်းဒီဇရာတဲ့မှာဘယ်နေရာပဲကြည့်အဲ့ဒီဒေါင်းပြက်ကိန်းတလုံးဆယ်ကျင်းမြောက်ကိန်းဆိုရင်နံပါတ်30နေရာမှာလွဲနေတယ်အကျဉ်တဂရီမြောက်ကိန်းဆိုရင်နံပါတ်တဂရီမြောက်ကိန်းမှာလွဲနေတယ်ဒီကောင်ဟာအဲ့ဒီဇရာမှာပါကိုမပါနိုင်ဘူးဆိုလိုချင်တာ1 to 1 correspond နဲ့မဖြစ်နိုင်ဘူးဘာဖြစ်လို့လဲဆိုမပြည့်နိုင်ဘူးဒေါင်းပြတ်တော့မကိန်းတစ်လုံးအမြဲပုံနေတကယ်တော့ပုံနေတဲ့ကိန်းတွေအများကြီးအဲ့ဒါကိုသူကတစ်လုံးမဲ့ထောက်ပြလိုက်တာဒါ1 to 1 correspond နဲ့မချက်နိုင်တော့ဘူးဆိုလိုချင်တာ0 1ဆိုတဲ့အဲ့ဒီဂျားပိုင်းဟာတဘာဝကိန်းနေနဲ့ဂျားထဲမှာ1 to 1 correspond နဲ့မရှိနိုင်ဘူးဆိုရင် alif တော့မဟုတ်တဲ့အစုတစုတွေ့ပြီကန်တာရဲ့ theory ဒါတတိယတောက်တိုင်းပဲအဲ့တော့သူ့ရဲ့ cardinality ကို alif 1လို့ခေါ်လိုက်ပါတယ်ဒါ alif 1ပါနော်ဆိုတော့တကယ်တော့ကျွန်တော်တို့ theory ကဒီမှာဆုံးဖို့ပါဒါပေမဲ့ကျွန်တော်ကဒီမှာနှုတ်ဆက်လိုက်ခြင်းတဲ့အတွက်ကြောင့်ရှေ့လျှောက်ဒီ theory ကတကယ်တော့ဆင်းနောက်ကျွန်တော်ဆွေးနွေးချက်ဒရာတင်တော့လည်းပြောလို့ရတယ်အများကြီးပေါ့နော်သို့တော်လည်းကျွန်တော်သိပါတယ်လူအများစုက3ချိန်တဲ့ပိုလာရင်ပြင်းလာပါတယ်နော်ဒါကြောင့်ကျွန်တော်ရက်ချိန်တာမှာပြီဒါပေမဲ့ဘာကြံသေးလဲဆိုတာပြောချင်သေးလို့ပါအဲ့တော့ဒီ01ဆိုတဲ့အဲ့ဒီ open interval အဲ့ဒီဂျားတွေကကိန်းနေတာတကယ်တော့ real number အကုန်လုံးနဲ့ဂျားထဲမှာ1 to 1 correspondent တိဆောက်လို့ရတယ်အဲ့ဒါကြောင့်1 to 1 correspondent ရှိတဲ့ကြောင့်သူ့ရဲ့ cardinality ကလည်း alif 1ပါပဲကိန်းစစ်တွေရဲ့ cardinality ဒါရင်မကဘူး power set ဆိုတာရှိသေးတယ် power set ဆိုတာအစုတစုပေးထားရင်သူ့ရဲ့အစုပိုင်းနဲ့အကုန်ပါတဲ့အစုပေါ့ power set အစုပိုင်းနဲ့အကုန်ပါတယ်အဲ့တော့ကန်တိုကနောက်ထပ်ဆန်းပြတာတစ်ချက်တကယ်တော့ကျွန်တော်ကဆက်များပြောရဆွေးနွေးရမယ်ဆိုတော့ကျွန်တော်စတုဒ္ဓတောက်တိုင်လို့ပြောတော့မှာသူကပြောတာအစုတစုပေးတိုင်းနဲ့သူ့ရဲ့အစုပိုင်းနဲ့အကုန်ပါတဲ့အစု power set နဲ့ဂျားထဲမှာ1 to 1 correspondent ဘယ်တော့မှမရှိဘူးတဲ့အစုတစုနဲ့သူ့ power set နဲ့ဆိုလိုချင်တာအဲ့ဒီ power set ရဲ့ cardinality ဟာငကိုအစုထဲအမြဲတမ်းကြီးတယ်ငကိုအစုဟာ power set ရဲ့ cardinality ထက်ငယ်တယ်အဲ့ဒါကြောင့်အစုတစုပေါ်တိုင်းသူ့ power set ယူလိုက်ရင်တစ်ဆင့်မြင့်တဲ့ cardinality ထွက်လာတယ်ဒါကြောင့်ကျွန်တော်ဒီမှာ alif 1ရှိတယ်အဲ့ဒီ alif 1ကို power set ယူလိုက်ရင် alif 2ထွက်လာမယ်သူ့ကိုနောက်ထပ်တစ်ဆင့်တက်မယ် power set ပဲသုံးရမယ် alif 3ထွက်လာမယ်ဆိုလို့ကျင်တန်ဒီတိုင်းဆက်သွေးရင် cardinality ဆိုတာတော်တော်လုံးမဆုံးတော့ဘူးเนาะသူ့ theory ရဲ့အဆက်ပါနောက်ဆုံးလေးကျွန်တော်ပြောချင်တယ်ကျွန်တော်တို့ကကိန်းစစ်တွေကိုတိုင်းထွာတဲ့ measure theory ဆိုတဲ့ theory တစ်မျိုးရှိပါတယ်ကိန်းစစ်တွေကဘလောက်ကြီးမားတယ်လဲဆိုတာတိုင်းတာဥပမာ0 1ဂျားပိုင်းဆိုရင်1ထဲမှာ0နှုတ်သူ့ရဲ့ပမာဏ measure တက်ပါဥပမာဂျားပိုင်းတစ်ခုဟာဒီကောင်5ဒီကောင်6.7ဂျားထဲမှာခြားနာသူ့ရဲ့ measure 1.7ပါဆိုလိုချင်တာကိန်းစစ်တွေရဲ့အစုကိုအဲ့လိုတိုင်းထွာတဲ့အခါမှာနောက်ထပ် theory တစ်ခုရှိတယ်အစုတစု A ဟာသူ့ရဲ့ cardinality alif တော့ဖြစ်ခဲ့ရင်
သူ့ရဲ့ measure သူ့ရဲ့ပမာဏကိုတိုင်းထွာရင်အမြဲတမ်း0ရတယ်0ပဲရှိတယ် a live not ဆိုတဲ့ကောင်ကအမြဲတမ်း measure 0ပဲရှိတယ်ဒါဆိုကျွန်တော်တို့သိတာ rational အဲ့ဒီ rational တွေက a live not ရှိတယ်ပြပြီးသားလေသူ measure 0ဒါပေမဲ့ကိန်းစစ်မြင်းကြီးတစ်ခုလုံးရဲ့ measure ကန့်တမဲ့ကိန်းစစ်ကရီလို့မကုန်နိုင်ဘူးအရှိကြီးပဲအဲ့ဒါကြောင့် irrational ကြတော့ rational အပြင်မှာ irrational ရှိတယ် infinity ဒါ rational ဒါ irrational ကြည်သာမုံနဲ့မြည်กว่าတယ်0နဲ့ infinity အဲ့ဒါကြောင့် rational အစုတည်းရဲ့ပမာဏကိုသဲတပွင့်လို့ထားရင် irrational ရဲ့ပမာဏဘလောက်တောင်ပိုကြီးတယ်လဲဟိမဝန္တာတောင်လောက်ရှိပါတယ်မုံနဲ့မြည်กว่าပါတယ်ဒါတွေကနောင်မှာဆက်ရှိနေတဲ့ theory တွေပြောခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးပါ